Okay ဘောမှာပေါ့နော်ကျွန်တော်ကပြဿနာပေါင်း16000ကျုံနေဆိုတာကတော်ရုံတန်အောင်တာမန်လှုပ်လှုပ်တဲ့သူဆိုရင်အဲ့ပြဿနာပေါင်း16000ဆိုတာကိုကြုံဖို့အတွက်ခင်းရင်နေပေါ့နော်ပြဿနာပေါင်း16000ကျုံနေဆိုတဲ့ကိစ္စကိုတကယ်ကိုပေါ့နော်အလုပ်ကြီးကန်ကြီးလုပ်တဲ့သူတွေပဲကျုံတာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ရှင်းနေတွေတို့ဆရာဝန်တွေတို့အင်ဂျင်နီယာတွေတို့နော်အဲဒီလိုလူတွေဆိုရင်တော့ပြဿနာပေါင်း16000ကျုံနေဆိုတဲ့ကိစ္စကိုအလွဲမသွေကျုံရတဲ့လူတွေပေါ့နော်ဒါမှတုံတုံနည်းနည်းတည်တည်မမလုပ်တဲ့လုပ်ငန်းတွေဆိုရင်တော့သူတို့အနေနဲ့ပြဿနာပေါင်း16000ဆိုတာကဒီမွေးလာတဲ့အချိန်ကနေစပြီးတော့တည်တဲ့အချိန်ပေါ့နော်ဒီဘဝတစ်သက်တာလုံးမှာပြဿနာပေါင်း16000ကျုံတာဖြစ်ပါတယ်ကျွန်တော်တို့လူရှင်းနေတွေဆိုတာတော့ဒီတစ်နေ့အတွင်းလဲပြဿနာပေါင်း16000ကျုံနိုင်တယ်10နှစ်အတွင်းလဲကျုံနိုင်တယ်ပေါ့နော်ဘဝတစ်သက်တာလုံးစောင့်စီရမလို့ဘူးပေါ့ဘဝတစ်သက်တာလုံးစောင့်မယ်ဆိုရင်တော့ပြဿနာပေါင်း16000မကတော့ဘူးဗျာဒီအကြောင်းလေးကိုအခုလိုမျိုး coffee တောင်းရင်းနဲ့အတွေးလေးပေါ်လာလို့ပေါ့နော်ဖြစ်တာဖြစ်ပါတယ်အားလုံးပဲအတွေးလေးတစ်ခုရမယ်လို့မျိုးလေးနေပေါ့နော် see you next video bye bye